စားရှာနေတဲ့လမ်းပြတချို့လူတွေရှိပါတယ်လူရှိဆိုရင်အောင်မြင်နောက်ွယ်ဆိုရင်ပြအောင်မြင်မဲ့နည်းလမ်းချမ်းသာမဲ့လမ်းစာအတူယူဖို့ခက်နေအောင်မြင်တဲ့လူတွေဥလောက်တော့ပြောနေပါတယ်ပညာတွေကိုလက်ကားပြေဖို့ခက်နေတာလားပတ်စံဖန်ရှာနေတာလားဒီမှာတွေ့ပါလေပြောလိုက်ရင်ဒီပညာလက်ကပြီးတော့မှဖန်စာပေးလိုက်တဲ့ပတ်စံလက်ကပေးလိုက်တော့ဆယ်ပြရလာတော့နှစ်ပြခွေးဒီမှာတော့ငယ်တွေခုလောက်တော့ပြောနေပါတယ်အချိန်တွေကတန်ဖို့ရှာကြပါတက်လက်ဆိုရှယ်ကြီးပေါ်တဲ့လက်ကအချိန်ကြီးကျုံးနေပါနဲ့အောင်မြင်မဲ့အနည်းလမ်းကိုရှာလူလမ်းကိုရှောင်းဒီမိုင်းကိုရေးငွေရှိမှလူရဝင်မဲ့ကိမှာဆွေးမျိုးဆိုတာချမ်းသာရှိရှိမှအမျိုးတော်ရှိလာမှအဲဒီကမှရက်ကကြားလို့ကိုယ်ပဲဒါနဲ့ကြမှာတည်တယ်မိမတွေကပတ်စံရှိမှတော့ကာစီမှချစ်တဲ့ရှိကြီးမှတိဖက်ရှားလုံးနဲ့မိတော့ပါဆိုပြီးတော့အားနဲ့တဲ့လူငယ်တွေပတ်စံရှားပါဒီပါတွေကိုပြန်ကြည့်အဖေကနေသာအမေဆိုရင်လည်းအိမ်ကိစ္စတွေနဲ့မလာရင်ဖြစ်နေမင်းကိုကြည့်လိုက်ရင်တတိပါစဉ်းစားပါနောက်ခံကိုကြည့်ကိုယ်ကကိုကြည့်ပေါ်ပင်တွေသိလို့မိပါနဲ့မင်းသားကိုလက်ကြည့်မိဘတွေရဲ့မျက်နှာတစ်နေ့တစ်နေ့မှာလို့ရုံးနဲ့ရှာနေရတွေကိုမသိဘောကမသိဖို့လုပ်နေဘာလို့မှလည်းချိန်ပြီးပြုံးနေခြင်းဘာမှမရတဲ့ຢာတွေကိုပြန်လဲကြည့်ပါမိဘတွေကိုတတ်နိုင်သွားကိုကူညီပေးပါမိဘတွေနဲ့တိုင်နေပါမင်းဖြစ်နေတာကိုပြောပါမင်းဖြစ်နေတာကိုပြောပါဆွေးနွေးကြည့်ပါဘာလို့ရမသိအဖြေကတော့ထွက်လာမှာတကယ်ချင်းဆိုတာကောင်းတဲ့လူရှိတယ်ကောင်းတဲ့လူရှိပါပဲခဏတော့ချင်တာအောင်မြင်အောင်ဒီတော့ပန်းနိုင်ကိုလိုက်ဆက်လက်တော့မှမနာနဲ့ကြောက်အောင်ပါပန်းနိုင်မှာလားဆောင်းနေတဲ့ပုံမြင်တွေကမှတော့ကျွန်တော်ပြင်းအောင်မြင်သူတိုင်းအချင်းပြတာရှိပါပန်းနိုင်ကိုတွေ့ရှိဘယ်နေရာကြောက်အောင်တော့ဘယ်ပုံစံပေါ်လာတေးချတော့ပန်းနိုင်ကိုရှောက်ကိုအစင်းစင်းတော့လမ်းတွေချမယ်ဒီမရှိရုံနဲ့အလုံးအရှိ